ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်စင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့တနင်္လာသားသမီးများအတွက်တနေ့တာဟောစရန်ဖြစ်ပါတယ်တနင်္လာသားသမီးများအတွက်ဒီနေ့မှာမိတ်ဆွေအဟောင်းတွေအဆက်အဟောင်းတွေနဲ့မရည်ရွယ်ပဲမတိမဖဲနဲ့ဒီနေ့မှာပြန်လည်စုံစည်းရတဲ့အိမ်ကိုဖျားပုံတော်ဘိုးတော်ပုံတော်ယဟန္တာပုံတော်ကြီးကြွလာလို့ရှိရင်ဒီပေါကိန်းဒီ80ရာခိုင်နှုန်းဒီပေါကိန်းရှိတယ်နော်ဝေရေးကြီးတွေဆိုရင်လည်းအလုံးလိုက်ရင်လိုက်ထိုးလိုက်တယ်လိုက်ဒီနေ့အတွက်ဝင်လာတဲ့အိမ်နွေးရေးမှာလည်းစိတ်ပူပင်စရာများနဲ့ဒီနေ့မှာကြုံရတတ်တဲ့ချစ်သူစီကနေပြီးတော့တရင်ကောင်းကြရတဲ့ကျမ်းမာရေးအနေနဲ့ခေါင်းမှုတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့4နဲ့2ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိပြားမှာကြာစံချက်ကလူပေးရမှာဖြစ်ပါတယ်ရှင်